Hello, alama mingla batsido ye no ke di nya ga samado aku merama sim bue ma po no abudu ne twa le so ro ma tnge chi ma July ne amala si pho blu si budu re pa le so ro de chela lai pya me no chiro no aku so ye ag sai ma athe ri bari bo bi bari chi de po no blu si budu re pa le so di ma so twe li no so e ne tu mai ma pho kle le pa de po no chiro aku so ye samado ama bo bi yue bi do samado a saw ni de po no blu si ye no ဆိုတော့တခုသွားဝယ်စားမယ်ပေါ့နော်ဟိုဘက်မှာနော်ပြမယ်ပေါ့နော်ဆိုတော့နော်ဟိုဘက်လမ်းမှာပေါ့နော်ဒီမှာတို့နေရလေအရင်ချိနေတာပဲအားကြတယ်ကွယ်နော်တို့ဆိုတွဲလေးကစတော့အရာမသဘောကြတယ်ကွယ်နော်ညီးတယ်ပေါ့နော်အဲ့လိုမျိုးပြောမယ်ဆိုရင်လေတယောက်ကကင်မရာမဲလို့ရေတယောက်ကအဲ့လိုမျိုးပေါ့နော်ရုပ်ဆောင်လို့တို့နေရလေကိုတွေ့ပြီးလို့စီလေနီဟောင်းလို့ပဲနှုတ်ဆက်တယ်ပေါ့နော်တို့ကတရုတ်နဲ့တူတယ်လေဒီမှာကတော့လက်ကိုပဲရွေးလို့ပြီးမနိုင်တော့သူပြောတာခဏလေးပဲနော်ခဏလေးနဲ့ကြာသွားပြီပေါ့နော်ဘယ်လောက်ထိတော့ကြာသွားလဲမသိတော့ဘူးနော်ရွေကြီးဘာတစ်ခုမှလည်းမဝယ်တော့ဘူးကဲခုဆိုရင်နော်ဝေသွားပြီပေါ့နော်စီးတယ်ပေါ့နော်စီးပွဲထဲမှာပေါ့နော်ဘာတွေစီးလဲဆိုတော့စားစရာတွေကဆိုတော့အစုံပဲချစ်လို့ရင်နော်လိုတာကပက်စာပဲပက်စာမစီဝင်စားလို့မရဘူးအစားစားတော့အများကြီးပဲနော်ပြီးလို့စီဟိုနောက်ဘက်ဆောင်ဘာတွေစီးလဲဆိုတော့သူများလက်ဝဲထိုးတယ်ပေါ့နော်ချစ်လို့ပေါ့နော်ပြီးလို့စီရေကလေးကစားစရာတွေလည်းရှိတယ်သူများဘာလို့ပြတာတော့ဘာလို့ပေါ့နော်ဟိုအမတို့ကနော်သူရဲ့ဘာလဲညီမလေးလားသမီးလေးလားအဲ့လိုမျိုးသူတို့ဘာလဲမို့ဒီလာရောက်တယ်ပေါ့နော်လာရောက်တာနဲ့သူတို့မုတ်ဒီကကုန်းသွားပြီးမှတယောက်ကချေချောလေးပဲနော်တန်းလဲဖြူနော်ပေရှင်းနော်စစ်စရာလေးပေါ့နော်မုတ်ဒီကတော့ကုန်းပြီးရောက်ကောင်းတယ်ပေါ့နော်နောက်ဆိုရေးစရောက်ကောင်းစီတဲ့သူတွေဆိုရင်နော်ဒီလိုမျိုးပြေးဒီလိုမျိုးရောက်နေကဲအခုဆိုရတော့ဟိုဘက်နောက်ပိုင်းမှာသွားပြီးပေါ့နော်နောက်ဘက်ကမှကလေးကစားစရာတွေလည်းရှိတယ်ပြီးလို့စီရေဟိုဘက်မှာသူများလက်ဝဲကြည့်နေတယ်ပေါ့နော်ဝဝိုင်းလဲပဲပတ်လဲပဲကြည့်လို့ရနော်စမတို့ကသွားပြီးတော့လေတစ်ချက်လောက်သွားပြီးတော့ရိုက်ကြည့်မယ်ပေါ့နော်တိတ်ဝေးနေရမှာဆိုတော့တိတ်ပြလည်းမမြင်ရဘူးနော်ဒီကမ္ဘာနေကအရင်ကြွားတာပဲကဲတာပဲကဲပဲဟိုမှာကြည့်နော်ပွဲထိုးရထိုးနေပြီနော်ထိုးလာမထိုးတော့မသိဘူးနော်ကဲအမခုဆိုရေးဂေါ်စီလာစိတ်မှာရောက်နေပြီပေါ့နော်သူကဂေါ်စီလာကိုစားမလားဂေါ်စီလာသူ့စားမလားတော့မသိတော့ဘူးပေါ့နော်ဒီဥစ္စာလေးကကြတော့ခလစ်ကြိုက်တဲ့စားစရာမဟုတ်တစ်ခုပေါ့နော်သူကအေးလေးနဲ့စားလို့စီလေးပစားထဲမှာအငွေ့တွေထွက်တယ်ပေါ့နော်အမလည်းဝယ်ပြီးတော့လည်းစားကြည့်မယ်ပေါ့နော်ဘလို့စီတယောက်ပြီးတယောက်လိုက်ကျွေးနေတယ်ပေါ့နော်ကဲစားအက်ကိုအရေးကျွေးလိုက်ပါတယ်အောင်ပါဘူးဖောက်ကလေးကိုအရေးကျွေးလိုက်တာဘလို့စီလေအမနော်အငွေ့တွေထွက်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ရင်ခဲလေအဲ့ဒါကဲပြီးလို့စီရင်တော့တယောက်ကျွေးမယ်ဘသူကျွေးမှလဲဒီမှာမီသမီရှော်လဲမလေးအရာပဲများပဲဒီကမှကဲမလဲအမတွေ့လာနော်မသိတော့ဗာလဲဆေးလေးတောက်တယ်လို့မျိုးပေါ့အငွေ့အဲ့လိုမျိုးထွက်တယ်ပေါ့နော်ကဲပြီးလို့စီရင်နီဟောင်းဆောပေါ့နော်ဆောကိုလည်းကျွေးမယ်ကြည့်ပါဦးနီဟောင်းစားပြီးနော်ကဲဘယ်လိုခံစားလဲမသိဘူးနော်အရာပြောတာပဲနော်တခါမှမစားဘူးဆိုတော့လीနော်အဲ့လိုမျိုးပေါ့နော်စားကြည့်တာနဲ့ပြောစရာကောင်းတယ်ပေါ့နော်ဘယ်လိုပြောမလဲဆိုတော့မသိရကစားစရာတစ်ခုလိုမျိုးပေါ့နော်အဲ့လိုသူရဲ့ဗာလဲစားစရာမော်လီကစားတော့ပေါ့နော်ကဲအခုဆိုရင်လာရှောက်ပြတယ်ပေါ့နော်လူတွေလည်းအများကြီးပဲဖြစ်နိုင်မယ်ဆိုရင်ကျမလေး model လာရှောက်ပြချစ်တယ်ဒါပေမဲ့လူတွေကအများများတော့လေကျမလည်းမလာမရှောက်တတ်ဘူးတော်လာနဲ့စကားပြောရင်နဲ့တစ်ချက်ပဲများလိုက်တယ်ပေါ့နော်ပြီးလို့စီလေအမလည်းကျမကိုကြွေးတယ်ပေါ့နော်ဒါတော့ကျမဟိုတစ်ခါတော့ပထမစားပူပြီးနော်ခီနဲ့ပေါ့နော်စားပြီးလို့စီဒီလိုမျိုးမုံဖွကဲပဲအခုဆိုရင်ပေါ့နော်စားစရာတွေအများကြီးပဲအမကတစ်ခုလက်ဝယ်ပြီးတော့လေကျမတို့ကစောင့်နေတယ်နောက်ကျမတကယ်ကြီးအခုပလာမူနော်ပေါ့နော်ပလာမူစောင့်နေမယ်ပေါ့နော်ပလာမူကေသူဘာတွေပြောလဲဆိုတာနေတော့တီးလာပြောပြမယ်သူပြောတယ်သူများတွေကချစ်သူရီစာနဲ့တွားလာတာတွေ့လာအရင်ပြောတယ်ကိုရီးယားစင်ကသမားတဲ့တယောက်ထဲတွားလာတကယ်ကြီးနဲ့ပဲတွားလာတယ်မပြောဘူးတဲ့သူပါချမယ်လို့ပြောတယ်သူတကယ်ကြီးတယောက်လို့ပါလာတယ်မပြောဘူးတဲ့ပါချမယ်သူဒီမှာနော်အမလည်းဆေးဝယ်နေတော့နော်ကျမတို့ကနော်စောင့်နေတယ်တွားလာဟိုစားစရာတွေလိုက်ပြတယ်ပေါ့နော်ဒီမှာအကြောင်းနော်မနေ့တနေ့ကကျမစားပြီးတော့လေကျမတကူလို့ရလာတယ်ကြောက်တယ်နော်ခုမစားရတော့ဘူးအမကဘာတွေဝယ်လဲဆိုတော့ခယူနော်ခယူပြုတ်ထားပြီးသားပေါ့နော်ချစ်တော့နော်ကဲအခုဆိုရေးတကယ်ကြီးကပလမူကီဝယ်ပြီးဆိုတော့ကျမတို့ပတ်စာပေးပြီးတော့ပြင်တော့မယ်နော်သူလည်းအရင်ပဲမြန်တယ်လက်နဲ့ချောင်းထောင်းကိုတွေးခင်လက်နဲ့ချောင်းထောင်းအဲ့လိုပဲသူကပြီးလို့စီအမဘာတွေဝယ်လဲဆိုတော့ယန်ပေါ့နော်ယန်ဆိုတာဘာရလဲမက်ကဖာလာမတီတော့ပါဘူးနော်စားစရာတွေကလည်းအစုံပဲကျမလည်းမခေါ်တတ်ဘူးနော်
ထိုင်ဘက်မှာနေလို့စီလေအစားစားတွေကအရင်ပေါ်တယ်မနော်ဘာတွေဆိုတာမသိဘူးနားမလဲဘူးစားကောင်းတယ်နော်အဓိကတော့ပတ်စာများဖို့ပဲပတ်စာစီဖို့ပဲလို့တယ်စကားပြောနေပြီးလို့စီကျမတို့တငယ်ချင်းတယောက်ကမုတ်ဆိုင်မှာသွားပြီးတော့မုတ်တုတ်ထုတ်သွားဝယ်နေပါတယ်ရှေ့တုတ်ထုတ်တရားဘာဖြစ်ပါတယ်ရှေ့အခုစီအခုစားအဲ့နဲ့အမလာစီဘောကအိုဒီဝယ်တောင်းနေပါတယ်ရှေ့သူရဲ့ဗာလဲမိမကတော့ကင်မရာမဲလုတ်ပေးပြီးတော့ရိုက်ပြီးနေပါတယ်ရှေ့ပွဲထဲမှာလဲဂျိုးဖြူလားဂျိုးဖျားလားဂျိုးမဲလားသူနဲ့တွေ့နေပါတယ်ရှေ့သူကမောက်ခေါ်သွားပြီးတော့နောက်တစ်ကြီးဟိုးလဲဝဲပွဲထိုးတဲ့နေရာမှာသွားနေပါတယ်ရှေ့ဒါပဲမပြတ်တော့ဘူးဘိုင်ဘိုင်